ဝဆိုတာကိုယ့်ကိုယ်ထိန်းကြောင်းကြရမှာဖြစ်တယ်လောကမှာသူများဆုံးမဖို့လွယ်တယ်ကိုယ့်ကိုယ်ဆုံးမဖို့ခက်တယ်ခေါင်းမှာဆုံးကကိုယ့်ကိုယ်ဆုံးမဖို့ခက်ခဲခြင်းပဲဖြစ်တယ်သူများကိုဆုံးမရတာလွယ်သလောက်ကိုယ့်ကိုယ်ဆုံးမဖို့ခက်ခဲတယ်လို့ဒါဟာအမှန်ပဲနော်မြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိကိရဒုဒ္ဓမောကိုယ့်ကိုယ်ဆုံးမဖို့ဆိုတာအလွန်ခက်တယ်တဲ့အဲ့တော့ကိုယ့်ကိုယ်ဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေဟာရှားနာဖြစ်သွားကြတယ်။နေဆုံးတရားဓုတရားများရသွားကြတယ်။ဒီတဲ့ပုံဆုံးမနိုင်လို့ရှိရင်အဂတဝကဆိုတဲ့မြတ်စွာဘုရားရဲ့တပိဋကဝကတွေဖြစ်သွားပြီ။ထူးမြတ်တဲ့တပိဋကဝကဖြစ်သူရောက်သွားတယ်။ဒီတဲ့ပို့ပြီးတော့ဆုံးမကိုယ့်ကိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေကပိစိကဗုဒ္ဓဖြစ်သွားအကောင်းဆုံးဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘုရားထီအောင်ဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုယ့်ကိုယ်ဆုံးမလို့ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်သူများဆုံးမတာမဟုတ်ဘူးသူများဆုံးမလို့ရတဲ့အဆုံးအမမျိုးကိုယ့်ကိုယ်ဆုံးမကြရမယ်ဆိုတာကိုသတိထားဖို့လိုအပ်တယ်ပေါ့နော်